ဒီနေ့လဲဒီမှာအမျိုးတယောက်အမျိုးတွေများတယ်လို့တော့မပြောနဲ့အမျိုးထဲရပဲပေါ့နော်ဆိုတော့သူကဒီကားလေးကိုသူဟိုမှာဝယ်လိုက်တယ်လေဘာလဲလေးလံဆွဲတဲ့နေရာမှာ9000ကျော်6000လောက်နဲ့ဝယ်လိုက်တယ် minus ကတော့2သိန်းလောက်တော့ရှိတော့တယ်ဒါပေမဲ့တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့သူအဲ့ဒီဟာလေးကိုဝယ်လိုက်တယ်ဝယ်ပြီးတော့inspection Maryland State inspection လုပ်တဲ့ခါမှာသူပြင်ရမယ့်ဟာတွေအများကြီးရှိတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီဟာများတဲ့ခါမှာလည်းဈေးများတာပေါ့လေဈေးများတော့ကျွန်တော်နဲ့ဆက်သွယ်လာတဲ့ခါမှာကျွန်တော်လည်းသူ့ကိုလုပ်ပေးဖို့ဖြစ်လာတယ်ဆိုတော့အဲ့ဒါဆိုင်နေမှာဈေးများတယ်ဆိုတော့လေအဲ့လောက်တော့ရှိတယ်ဘာလို့ဆိုတော့သူတို့လက်ခကိုတနာရီမှာ200နီးပါးလောက် charge တယ်လေအနည်းဆုံးက130လောက်ကနေစမယ်သူဆိုင်ပေါ်မှာမူတည်ပြီးတော့130ကနေ200လောက်ထိ charge နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေသူတို့ကအပြစ်ပြောလို့မရဘူးဘာလို့လဲဆိုတော့အခုခေတ်ကုန်စည်နှုန်းတွေကအဲ့လောက်မှဘာလို့လဲဆိုတော့သူတို့မှာကservice team လည်းရှိတယ်နော် technician team လည်းရှိတယ် parts team လည်းရှိတယ်ဆိုတော့အဲ့ဒီဟာတွေကသူတို့မျှရတယ်လေပြီးတော့သူတို့မှာဆိုင်ခန်းငှားကနော်ဒီလည်းဖြစ်ဆိုရင်လည်းသူတို့အဆောက်အုံကြီးတွေငှားဖို့ရှိတယ်ရေဖိုးမီးဘိုးကမှအစနော်အဲ့ဒီဟာတွေရှိတဲ့အခါမှာသူတို့အလောက် charge မှာပဲသူတို့တော့ကဆင်ပြေဒါပါကျွန်တော်တို့ကြတော့ဘာဆိုင်မှလည်းမရှိဘူးဒီမှာဟိုမှာပဲမြေပြင်ပေါ်မှာပဲလှုပ်တဲ့အခါမှာကျွန်တော်ကတော့ကောင်းကောင်းလေးဈေးသက်သက်သာလေးနဲ့လုပ်ပြလို့ရတာပေါ့နော်ဆိုတော့တစ်ခါလေကြတော့လက်လှုပ်ထားကတော့အတူတူပါပဲဒါပေမဲ့အဲ့ဒီလိုအရာလေးတွေကြောင့်ကျွန်တော်တို့ဈေးအများကြီးတက်တာတယ်ဆိုတော့ဒီမှာသူလှုပ်ဆရာတွေရှိတယ်ဘာလို့လှုပ်ဆရာရှိလဲဆိုတော့ကျွန်တော်ပြမယ်နော်ဒီမှာโอเคပထမဆုံးပါလဲဆိုတော့ဒီမှာမီးလုံးကရေဝင်တယ်လေနော်အဲ့ဒီဟာဒီမီးလုံးကိုသူတို့လဲခိုင်းတယ်ဆိုတော့ဒီမှာဒီဟာလေးတော့ဟာတော့နေတယ်ဆိုတော့အဟောင်းဆိုတော့အလောက်တော့ရှိမယ်နော်ဟာတော့နေတယ်ပြီးတော့ဒီမှာဒီဟာလေးလည်းဟာနေတယ်နော်အဲ့ဒီဟာကျွန်တော်ပြင်မှာပေါ့နော်ဆိုတော့ပထမဆုံးကပြမယ်နော်ကျွန်တော်ကျွန်တော်နည်းနည်း setup play လောက်ထားတာဒါကဟိုပါပေါ့wiper blade လဲမယ်ဒါကတော့ rear shock the rear shock ဒီဟာလေးလဲမယ်ပြီးရင်ဒါ check light ပြီးရင်ဒါအရှိကူးတော့ကျွန်တော်ပြတယ်မီးလုံးပြီးရင်ဒါ axle ဒီဟာကဒီအောက်မှာရှိတယ်နော်ညာဖက်မှာအဲ့ဒီဟာလဲမယ်ဒီကတော့ကျွန်တော်လောက်တဲ့အခါမှာလိုအပ်မယ်ထင်လို့ကျွန်တော်အလုပ်ကနေပြီးတော့ကျွန်တော်ဟာတွေယူလာတာပေါ့နော်ဒီဟာတွေနဲ့ကျွန်တော်သုံးမယ်ဒီဟာကတော့ light ကတော့1 2 3 4 5နည်းနည်းများတယ်ဆိုတော့နည်းနည်းမှောင်သွားမှာဆိုလို့ကျွန်တော်အဲ့ဒီကကျွန်တော်ကြိုတင်ပြင်ဆင်လာတယ်တခါလေကြာရင်လိုအပ်ထားတဲ့ပို့ပြီးတော့အချိန်ကြာတတ်တယ်ဒီမှာနောက်ဆုံးမီးလဲလိုတယ်တခါလေကျွန်တော်တို့ကြာတဲ့အခါမှာတန်ချိတက်တဲ့ဟာတွေနော်အဲ့ဒီဟာတွေကိုကျွန်တော်တို့မီးအပူပေးပြီးမှဖြုတ်ဖို့လိုတယ်ဆိုတော့လိုရမရကျွန်တော်ဒါလည်းယူလာတယ်ဆိုတော့အဲ့ဒီဟာကျွန်တော်ကြည့်အောင်နော်ဒီမှာနောက်ဆုံးတော့ထွက်လာပြီဒီမှာ screw လက်ကြည့်ရော rip နေပြီ so definitely ပြန်သုံးလို့မရတော့ဒီကောင်လေးတော်ရနော်လက်ခတ်တော်ဆိုတော့ဒါပြန်ထည့်မယ်shock လဲထွက်ပြီဆိုတော့ကဒီမှာသူကပေါက်တဲ့မတက်ကြီးဖို့လို့ဆိုတယ်လို့ဆိုရင်တခါကြရင် position နည်းနည်းလေးလွဲတာနဲ့လုံးဝမရတော့ဆိုတယ်လို့ရှိမယ် okay that look good
Okay အဲ့ဆိုဒီဟာပြန်ထည့်ကြည့်အောင်နော် Okay အကုန်လုံးပြီးပြီเนาะဒီမှာ axle လဲပြီဟိုကမှာမီးလုံးလဲပြီเนาะဒီမှာကြည့်အောင်ဒါကမီးလုံးအဟောင်းပေါ့နော်ဒါဒီဘက်ကအစ်စ်เนาะကုန်လာပြီပြီးတော့ဒီမှာဒီအနောက်မှာပြမနော် yep ဒီမှာ strap လဲပြီတော့တကူကဒီမှာcheck light ခုနကတော့ဒီဘက်မလာဘူးလေနော်ဆိုဒီဘက်မလာဘူးအခုဒီဘက်လာပြီနောက်တစ်ခုကဒီမှာaxle ကဆုံးချင်တော့ဒီမှာနော်ဒါ axle အဖြစ်ဖြစ်တယ်ဒီမှာတော့ဟောင်းက lift တဲ့ဟာလေဒါအဖြစ်ဖြစ်တယ်နော်အေးဟာ okay ပြီးတော့နောက်ဆုံးတစ်ခုဒီမှာwiper plate လဲအောင်မယ်နော် wiper plate ကဒီမှာရှိတယ်နော်ပြင်လဲမယ်ဆိုတော့ loss တော့ဒီအရပြထားတယ်လေနော်ဒီမှာ review camera review mirror ဒီဟာလဲလိုက်ရဘာလို့လဲဆိုတော့သူ့ခါကဒီမှာဒီဘက်ဘေးနားလေးတွေမှာမကောင်းလို့ပြောတယ်သူဆိုတော့နောက်တစ်မှာဒီဟာလေးတွေကြောက်မကောင်းလို့ပြောတယ်ဆိုတော့အဲ့ဒီဟာလဲတယ်ကျွန်တော်သူ့ကိုခေါ်လိုက်တော့မယ် alright မော်ဘီ